Facebook Messenger ထဲမှာ chat တစ်ခုကိုလက်နဲ့နှိပ်ပြီးဖိလိုက်ရင်အခုလိုပေါ်လာတဲ့ option တွေတစ်ခုချင်းစီကိုအတူချုံဖြိုးပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့အပေါ်ဆုံးသားလေးကပင့်ချောင်းကိုဖြိုးပြပေးမှာဖြစ်ပါတယ်အပေါ်ဆုံးသားလေးကပင့်ဆိုတာတော့ကျွန်တော်တို့ chat တစ်ခုကိုကျွန်တော်တို့အလွယ်ကူဆုံး chat လုပ်လို့ရအောင်အပေါ်ဆုံးမှာပင့်ဖြစ်ကျွန်တော်တို့ထူထားတာဖြစ်ပါတယ်ဗောနော်အပေါ်ဆုံးမှာထားပေးတာဖြစ်ပါတယ်အရေးကြီးတဲ့လူနဲ့အလွယ်တကူ chat လို့ရအောင်အပေါ်ဆုံးမှာပင့်ကိုနှိပ်ပြီးတော့ထားလိုက်မယ်ဆိုရင်ဒီမှာပင့်ဆိုတဲ့ဟာလေးအခုလိုလေးပို့ပြီးတော့မှဒီအကောင့်ကိုပဲထိတ်ဆုံးမှာအမြဲတမ်းထားပေးမှာဖြစ်ပါတယ်ဒုတိယကတော့အောက်နာလေးက archive ဖြစ်ပါတယ် archive ဆိုတာကတော့ကျွန်တော်တို့ဒီအကောင့်ကိုကျွန်တော်တို့ delete လည်းမလုပ်ချင်ဘူးသူနဲ့ချက်ထားတဲ့အရာတွေကိုလည်းမဖျက်ပစ်ချင်ဘူးဒါပေမဲ့ chat list မှာမထားချင်တဲ့အခါမျိုးမှာအသုံးပြုလို့ရပါတယ်ဆိုတော့ကျွန်တော် archive ကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်တော့အဲ့ဒီ account ကြီးကျွန်တော်တို့ရဲ့ဒီ chat list ထဲကနေပြီးတော့ပျောက်သွားမှာဖြစ်ပါတယ် archive ကိုနှိပ်ကြည့်လိုက်ပါကဲဒါဆိုလို့ရှိရင်တော့ပျောက်သွားပြီเนาะဆိုတော့ကျွန်တော်ပြန်ဖော်မယ်ဆိုရင်အောက်နာလေးက menu လေးကိုနှိပ်လိုက်ပါပြီးတော့တော့ archive ကိုပြန်နှိပ်လိုက်မယ်ဒါဆိုရင်ဒီညမှာကျွန်တော်တို့ဖြောက်ထားတဲ့အကောင့်ပြန်ပို့လာမှာဖြစ်ပါတယ်အရှက်ကိုပြန်ပို့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီအကောင့်လေးကိုလက်နဲ့ဖိလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာ an archive လို့တစ်ချက်ပြန်ပြီးတော့နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့အရှက်ကိုပြန်ပေါ်သွားမှာဖြစ်ပါတယ်ချက်ကိုနှိပ်ပြီးတော့ဆက်သွားလိုက်မှာဒီမှာပေါ့နော်ထိတ်ဆုံးမှာပြန်ပြီးပေါ်လာပြီးဖြစ်ပါတယ်ပေါ့နော်ဒီမှာအရှက်ကိုပြန်ပြီးတော့ပေါ်လိုက်ပြီးဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအောက်နာလေးက mute ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီအကောင့်ကကျွန်တော်တို့စီကိုစာတွေခဏခဏပူတယ်ကျွန်တော်တို့မအားတဲ့အခါမျိုးမှာဒီအကောင့်ကဝင်လာတဲ့စာတွေကိုကျွန်တော်တို့ Messenger ထဲမှာဝင်လာပေမဲ့လည်းMessenger မှာ notification တွေတက်မလာခိုင်းစေချင်တဲ့အခါမျိုးမှာအသုံးပြုတာဖြစ်ပါတယ်။ mute ကိုကျွန်တော်နှိပ်လိုက်မယ်။ mute ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်တော့အောက်နာတွေက mute message and call notification ကိုနှိပ်ပြီးတော့ okay ကိုနှိပ်ထားလိုက်ပါ။ okay နှိပ်ထားလိုက်မယ်ပြီးရင်တော့ဒီနေရာမှာမိနစ်ဘယ်လောက်ပိတ်ထားမလဲပေါ့နော်။ကိုအားတဲ့ချိန်အနေပေါ်မှာမူတည်ပြီးတော့ပိတ်ထားလို့ရပါတယ်။15မိနစ်လားတနာကြီးလားပေါ့နော်။ဒါမှမဖွင့်မချင်းကိုပိတ်ထားမလား။ဒါလေးကိုယူပြီးတော့ okay နှိပ်ထားလိုက်ပါဒါဆိုလို့ရှိရင်တော့ဒီမှာ notification ခေါင်းလောင်းတန်လေးပေါ်လာပြီးတော့ဒီအကောင့်ကိုကျွန်တော်တို့ကပိတ်ထားလိုက်တာဖြစ်ပါတယ်ဗောနော်သူ့စီကစာပို့ဝင်မဲ့ကျွန်တော်တို့ဒီမှာ notification တွေပေါ်မလာဘူးအတန်တိတ်ထားတယ်ဗောနော်ပြောမယ်ဆိုလို့ရှိရင်တော့ဒီလိုလေးပိတ်ထားလို့ရပါတယ်ကျွန်တော်တို့ပြန်ဖွင့်ပေးချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာနှိပ်မယ်ပြီးရင်တော့ admit ကိုပြန်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ပုံမှန်အနေထားလေးပြန်ပြောင်းတော့မှာဖြစ်ပါတယ်ဗောနော် okayနောက်တစ်ခုကတော့အောက်နာလေးက create group ပေါ့နော်ဒါဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Messenger ထဲမှာရှိတဲ့တငယ်ချင်းတွေနဲ့ပေါ့နော် group ဖွဲ့ပြီးတော့စကားပြောချင်တဲ့အခါမျိုးမှာအသုံးပြုတာဖြစ်ပါတယ်ဒီမှာ create group ကိုနှိပ်မယ် create group ကိုနှိပ်ပြီးတော့မှအပေါ်ဆုံးသားလေးမှာ group name ကိုကျွန်တော်တို့နာမည်တစ်ခုပေးမယ်ပေါ့နော်ကျွန်တော်တို့ပေးရှင်တဲ့ group နာမည်တစ်ခုခုပေးလိုက်မယ်ပေါ့နော်ဟိုပေးပြီးတော့ကျွန်တော်တို့ဒီမှာgroup ထဲမှာထည့်ချင်တဲ့လူကိုဒီနေရာမှာတစ်ခါလေးယူပြီးတော့အပေါ်နာလေးက create ကိုနှိပ်လိုက်ပါတော့ create ကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်တော့ဒီမှာကိုယူထားတဲ့တူတွေနဲ့ကျွန်တော်တို့ group ဖွဲ့ပြီးတော့စကားပြောလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ Messenger မှာ group ဖွဲ့ပြီးတော့စကားပြောတဲ့နည်းဖြစ်ပါတယ် Okay နောက်တစ်ခုကတော့အောက်နာလေးက open chat hit ဒါကတော့ကျွန်တော်တို့တခြား application တွေကိုအသုံးပြုနေတဲ့အခါမှာတောင်မှ Messenger ထဲမှာစာဝင်လာလို့ရှိရင်အလွယ်တကူ reply ပြန်နိုင်ပါတယ်ဖွင့်ချင်တယ်ဆိုလို့ရှိရင်တော့ open chat hit ကိုနှိပ်လိုက်မယ်ပြီးရင်တော့ go to setting ထဲမှာတွားပြီးတော့ကျွန်တော်တို့ open chat hit လုပ်ချင်တဲ့ application တွေကိုကျွန်တော်ဝင်ပြီးတော့ဗောနော် open လုပ်ပေးလိုက်ပါဥပမာကိုက Facebook အသုံးပြုနေတဲ့အချိန်မှာပဲဖြစ်အလွယ်တကူစာဝင်လာတဲ့အခါ reply ပြန်ချင်တယ်ဆိုရင် Facebook ကိုနှိပ်မယ်ပြီးတော့ဒီနေရာမှာon လောက်ထားပေးလိုက်ပါတော့တချို့တော့ဖုန်းတွေမှာဆိုလို့ရှိရင်တော့ setting ထဲမှာဝင်ပြီးတော့ဖွင့်စရာမလိုပါဘူးကျွန်တော် open chat hit ကိုနှိပ်လိုက်တာနဲ့တခါတည်း auto on ပြီးသားဖြစ်သွားတယ်ပေါ့နော် okay နောက်တစ်ခုကတော့ဒီအောက်နာလေးက mark as unread ဒါကတော့တစ်ဖက်ကလူကကုစီကိုစာပို့လိုက်တယ်ကိုကအဲ့ဒီစာကိုဝင်ဖတ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ mark as unread မှာနှိပ်လိုက်ပြီဆိုလို့ရှိရင်တစ်ဖက်ကပို့လိုက်တဲ့လူကကျွန်တော်တို့မဖတ်ရတဲ့ပုံစံလိုမျိုးပဲမြင်နေမှာဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်မယ်ပေါ့နော် mark as unread ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ဒီနေရာမှာကိုမဖတ်ရတဲ့ပုံစံမျိုးပဲစာလုံးအယောင်ပါပြောင်းသွားတာဖြစ်ပါတယ်တစ်ဖက်ကပို့လိုက်တဲ့စာကိုကျွန်တော်တို့မဖတ်တဲ့ပုံစံမျိုးနဲ့ထားချင်တယ်ဆိုလို့ရှိရင်တော့ mark as unread နေရာမှာနှိပ်ပြီးတော့သုံးနိုင်ပါတယ် okay နောက်တစ်ခုကတော့အောက်နာလေးက restrict ဆိုတာကတော့ကျွန်တော်တို့ဒီ account ကိုကျွန်တော်တို့စကားမပြောချင်တော့တဲ့အခါမျိုးမှာ restricted လောက်ထားလို့ရတယ်ကျွန်တော်တို့ contact ထားလိုက်လို့ရတယ်ဗောနော်ကျွန်တော်တို့ block တာမဟုတ်ပါဘူးသူပို့လာတဲ့စာတွေကိုကျွန်တော်တို့စီမှာမဝင်လာအောင်လောက်ထားလို့ရပါတယ်ဥပမာတယောက်ယောက်ကကိုယ့်ကိုစာပို့ပြီးတော့အနောက်ရှက်ခဏပေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုဘလောက်ဆရာမလို့ပဲနဲ့ restrict နေရာမှာနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီ account ကနေပြီးတော့အခုစီကိုစာဘလောက်ပဲပို့ဖုန်းဘလောက်ပဲခေါ်ခုစီမှာ
စာတွေဝင်လာတော့မှမဟုတ်ဘူးဖုန်းအဝင်ကောတွေလည်းလာတော့မှမဟုတ်တော့ပါဘူးသူ့ရဲ့အကောင့်ထဲကိုပြန်ဝင်ကြည့်မှသာလျှင်သူဘာစာတွေပို့ထားတယ်ဖုန်းပေနှခါခေါ်ထားတာတွေကိုကျွန်တော်တို့ပြန်ဝင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့စီကိုသူကနောက်ဆက်လို့မရတော့တဲ့အနေထားမှာပေါ့နော်โอเคဒါဆိုရှင်တော့ restricted ကိုနှိပ်လိုက်မယ်โอเคအခုလို restrict ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီ account ဟာဒီ chat list ထဲကနေပျောက်သွားမှာဖြစ်ပါတယ်ဗောနော်ဒီ account ကနေပြီးတော့ကျွန်တော်စီစာပဲပို့ဖုန်းပဲခေါ်ကျွန်တော်စီမှာဝင်လာတော့မှာမဟုတ်ပါဘူးဝင်လာပေမဲ့ကျွန်တော်တို့ဘာမှမသိတော့ဗောနော်အဲ့တော့ကျွန်တော်တို့အဲ့ဒီ account ကိုပြန်ရှာပြီးတော့ကြည့်ချင်နေဆိုရင်ကျွန်တော်တို့ menu ထဲကိုနှိပ်မယ်ဒီကတော့ setting ထဲကိုနှိပ်ပါပြီးရင်တော့ကျွန်တော်တို့အောက်ဘက်ကိုဆင်းသွားလိုက်မယ် privacy and safety ထဲကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီအောက်ဖက်အနေနဲ့ဆင်းသွားလိုက်မယ်ဒီမှာ restricted account ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပါကဲဒီမှာဆိုလို့ရှိရင်ခုနကကျွန်တော် restrict နှိပ်လိုက်တဲ့ account ကိုပြန်မြင်ရပြီဖြစ်ပါတယ်ဒီ account လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ continue ကိုနှိပ်မယ်ကဲဒါဆိုရင်သူဘာတွေပို့ထားတယ်ဆိုတာကိုကျွန်တော်ဒီမှာပြန်ဖတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်သူ့အရှုပ်ပြန်ထားခြင်းနဲ့ unrestricted လုပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် unrestricted ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့အရှေ့မှာပုံမှန်တိုင်းလေးပြန်ပေါ်မှာဖြစ်ပါတယ်โอเคကျွန်တော်စက်တိန်ထဲဝင်ပြီးတော့ end state ကိုနှိပ်လိုက်ပြီဆိုရင်အခုဒီပုံစံတိုင်းရှေ့မှာပြင်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဗောနော်ခုနောက်တစ်ခုကတော့အောက်နာလေးက block ပေါ့နော် block ဆိုတာကတော့ကျွန်တော်လုံးဝသူနဲ့အဆက်အသွယ်မလုပ်တော့ဘူးသူ့လုံးဝ block လိုက်တာဖြစ်ပါတယ်ဒါကတော့လူတိုင်းတိလောက်ပြီလို့ထင်ပါတယ်ဗောနော် block လုပ်လိုက်ပြီဆိုလို့ရှိရင်တော့စာဖို့ဖုန်းခေါ်လုံးဝရတော့မှာမဟုတ်တော့ပါဘူးဘာမှဆက်သွယ်လုပ်လို့ရတော့မှာမဟုတ်တော့ပါဘူးအကောင့်ထဲမှာလည်းဝင်ကြည့်လို့ရတော့မှာမဟုတ်တော့ပါဘူးโอเคเนาะโอเคနောက်ဆုံးကတော့ကျွန်တော်တို့ဒီ chat တစ်ခုလုံးကို delete လုပ်တာပေါ့เนาะဖြတ်မယ်ဆိုရင်ဒီနေရာမှာ delete ကိုနှိပ်မယ် delete ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့သူနဲ့ပြောထားတဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့ဖြတ်လိုက်တာဖြစ်ပါတယ်เนาะအပေါ်ဆုံးသားလေးကပင့်ဆိုတာတော့ကျွန်တော်တို့ chat တစ်ခုကိုကျွန်တော်တို့အလွယ်ကူဆုံး chat လုပ်လို့ရအောင်အပေါ်ဆုံးမှာပင့်ဖြစ်ကျွန်တော်တို့ထူထားတာဖြစ်ပါတယ်ပေါ့เนาะအခက်ဆိုတာတော့ကျွန်တော်တို့ဒီ account ကိုကျွန်တော်တို့ delete လည်းမလုပ်ချင်ဘူးသူနဲ့ချက်ထားတဲ့အရာတွေကိုလည်းမဖြတ်ပစ်ချင်ဘူးဒါပေမဲ့ chat list မှာမထားချင်တဲ့အခါမျိုးမှာအသုံးပြုလို့ရပါတယ်ကျွန်တော်တို့ဒီအောက်နာလေးက mute ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ account ကကျွန်တော်တို့စီကိုစာတွေခဏခဏပူတယ်ကျွန်တော်တို့မအားတဲ့အခါမျိုးမှာဒီ account ကဝင်လာတဲ့စာတွေကို Messenger မှာ notification တွေတက်မလာခိုင်းစေချင်တဲ့အခါမျိုးမှာအသုံးပြုတာဖြစ်ပါတယ် create group ပေါ့နော်ဒါဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Messenger ထဲမှာရှိတဲ့တငယ်ချင်းတွေနဲ့ပေါ့နော် group ဖွဲ့ပြီးတော့စကားပြောချင်တဲ့အခါမျိုးမှာအသုံးပြုတာဖြစ်ပါတယ်အောက်နာလေးက open chat hit ဒါကတော့ကျွန်တော်တို့တခြား application တွေကိုအသုံးပြုနေတဲ့အခါမှာတောင်မှ Messenger ထဲမှာစာဝင်လာလို့ရှိရင်အလွယ်တကူ reply ပြန်နိုင်ပါတယ် mark as unread ဒါကတော့တစ်ဖက်ကလူကကုစီကိုစာပို့လိုက်တယ်ကူကအဲ့ဒီစာကိုဝင်ဖတ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ mark as unread မှာနှိပ်လိုက်ပြီဆိုလို့ရှိရင်တစ်ဖက်ကပို့လိုက်တဲ့လူကကျွန်တော်တို့မဖတ်ရတဲ့ပုံစံလိုမျိုးပဲမြင်နေမှာဖြစ်ပါတယ် restrict ဆိုတာကတော့ကျွန်တော်တို့ဒီ account ကိုကျွန်တော်တို့စကားမပြောချင်တော့တဲ့အခါမျိုးမှာ restricted လောက်ထားလို့ရတယ်ကျွန်တော်တို့ contact ထားလိုက်လို့ရတယ်ဗောနော်ကျွန်တော်တို့ block တာမဟုတ်ပါဘူးသူပို့လာတဲ့စာတွေကိုကျွန်တော်တို့စီမှာမဝင်လာအောင်လုပ်ထားလို့ရပါတယ်ဥပမာတယောက်ယောက်ကကိုယ့်ကိုစာပို့ပြီးတော့အနောက်ရှက်ခဏခဏပေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုဘလောက်ဆရာမလို့ပဲနဲ့ restrict နေရာမှာနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီ account ကနေပြီးတော့ကိုယ့်စီကိုစာဘလောက်ပဲပို့ဖုန်းဘလောက်ပဲခေါ်ကိုယ့်စီမှာစာတွေဝင်လာတော့မှမဟုတ်ဘူးဖုန်းအဝင်ကောတွေလည်းလာတော့မှမဟုတ်တော့ပါဘူး block ပေါ့နော် block ဆိုတာကတော့ကျွန်တော်လုံးဝသူနဲ့အဆက်အသွယ်မလုပ်တော့ဘူးသူ့လုံးဝ block လိုက်တာဖြစ်ပါတယ်ဒါကတော့လူတိုင်းတိလောက်ပြီလို့ထင်ပါတယ်ပေါ့နော် okay နောက်ဆုံးကတော့ကျွန်တော်တို့ဒီ chat တစ်ခုလုံးကို delete လုပ်တာပေါ့နော်ဖြတ်မယ်ဆိုရင်ဒီနေရာမှာ delete ကိုနှိပ်မယ် delete ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့သူနဲ့ပြောထားတဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့ဖြတ်လိုက်တာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုဒီဗီဒီယိုကိုကြည့်ရှုပြီးသွားတဲ့မိတ်ဆွေများအနေနဲ့ Messenger မှာကျွန်တော်တို့ chat တစ်ခုကိုလက်နဲ့နှိပ်ပြီးဖိလိုက်ရင်ပေါ်လာတဲ့ option တွေတစ်ခုချင်းစီအကြောင်းကိုသဘောပေါက်သွားလောက်ပြီလို့ထင်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် comment မှာ okay အကျိုးရှိတယ်လို့ရေးပေးတော့ပါတခြားသူတွေပါသိသွားအောင် share like လုပ်ပေးတော့ဖို့လေတောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးပဲမင်္ဂလာပါ